ဦးစင်းကိုကြည့်ရတာပင်ပန်းညောင်းညနေသလိုပဲနော်မိုးနှိမ့်နေပြီရမလားမဖြစ်ပါဘူးတက္ကမရေဒါမသိတော့ပါဘူးပြန်มาတော့နော်ဦးစင်းကလည်းတကယ်လည်းပြန်ခိုင်းချင်တာလည်းမဟုတ်ပဲနိဘာလို့များအတင်းနေနေရတာလဲဒီအချိန်လေးအထိအောင်ရောက်နေပြီပဲဟောင်းမိန်းကလေးဖြစ်ပြီးတော့ဒီလောက်ပြောနေရတာမိုးကိုလည်းအားနာပါအောင်လားမိုးမှာတော့ရှင့်ပေါ်မြစ်တာတွေရှိလိုက်ရတာတကယ်ပဲမိုးကိုသဘောမကျလို့လားအဲ့ဒီလိုလည်းမဟုတ်ပါဘူးကိုကအိုးရှင်ဘာမှကိုရီဘာတွေလုံမနေပါနဲ့တော့အဲ့ဒီနောက်မိုးမြင့်ရဲ့မာယာတွေအောက်မှာဦးစေးတစ်ပိုင်းရဲ့သီလတတိုင်းပြိုကျသွားခဲ့တယ်ဦးစင်းရဲ့ဖွင့်နာမည်ကတော့ရှယ်သူမနာပဲဖြစ်ပါတယ်ဦးစင်းကမျိုးပြရဲ့စူညံမှုတွေရှုပ်ထွေးမှုတွေကိုညီငွေလာတော့ဝေးလန့်ခေါင်တည်တဲ့နေမျိုးလေးကတောရိတ်ကျောင်းလေးမှာအေးချမ်းသာယာစွာတရားရှာဖို့အတွက်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဘာလို့ဆိုဒီလိုနေရာကတိတ်ဆိတ်ငြိမ်သက်ပြီးတော့စိတ်အေးချမ်းသာစေတဲ့ခံစားမှုကိုရတယ်။ဒါကြောင့်ဒီနေရာမှာဗုဒ္ဓဓမ္မကိုကိုရောစိတ်ပါစီးမြန်းအားထုတ်ဖို့ပိုးလို့တောင်မှကောင်းနေလေ။မင်္ဂလာရှိပါစေအရှင်ဖျား။တာဓုအခုပဲဆရာတော်ကဦးစင်းအလာကိုစောင့်ကြိုနေတာ။ခရီးဝေးကလာခဲ့တာဆိုတော့ခရီးပန်းနေရောပေါ့။တင်မဖျားဒီနေရာကတပည့်တော်ထင်ထားသလိုတကယ်ကိုအေးချမ်းသာရတဲ့နေရာလေးပါပဲ။ဟုတ်တယ်တကားလူနေနေပါပြီးတော့ပတ်ဝန်းကျင်လည်းခေါင်းတာဆိုတော့အပြင်လောကနဲ့အဆက်အသွယ်မရှိပဲအေးချမ်းသာရနေတယ်ဆိုတော့ဒါကတကယ်စင်စစ်အေးမြမှုတော့မဟုတ်ပါဘူးကွယ်တကယ်အေးမြမှုကတော့ရင်ထဲမှာပဲရှိတာပါတင်မဖျားကဲအနားယူလိုက်ပါအောင်ကွယ်ဖိုးတာဆိုတဲ့ကောင်လေးတယောက်ရှိရင်ဦးစင်းအတွက်သူအားလုံးပြင်ဆင်ပေးထားတယ်ဦးစင်းနေရမယ့်အစာအောင်လေသူလိုက်ပြပေးလိမ့်မယ်တင်မဖျားအဲဒီနောက်ဦးစင်းသူတော်ကသူ့အတွက်ပေးထားတဲ့အကြောင်းဆောင်လေးမှာပစ္စည်းတွေသူ့နေရာနဲ့သူအစီအီချရင်အနားယူဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒီအချိန်မှာသူ့အပြင်ကတစုံတယောက်တကားခောက်တဲ့အတန်ကိုကြားလိုက်ရတယ်။ဒါနဲ့ဦးစင်လည်းတကားဖွင့်ပေးလိုက်တဲ့အခါဖိုးတာဖြစ်နေပါတယ်။မင်္ဂလာပါဦးစင်ဆရာတော်ကဦးစင်အတွက်ဒီစုတပင်းဟင်းတွေကိုလာကတ်ခိုင်းလိုက်လို့ပါ။ကျေးဇူးတင်ပါတယ်တကားဒါနဲ့တကားလေးဟိုးဘက်ကျောင်းဆောင်အနောက်ဘက်ကတတိုင်းတွေကဘာကြောင့်အရန်ကိုမြင့်နေရတာလဲပြီးတော့ဘာလို့အပင်တွေကလည်းအဲ့နေရာမှာပဲစုပြုံရှိနေရတာလဲဦးစင်းစိတ်ထဲတခုခုခံစားနေရလို့အရှင်ဖေအဲ့နေရာကိုဘယ်သူမှသွားခွင့်မပေးထားပါဘူးဖေအထူးသဖြင့်ညဘက်လုံးဝမသွားပါနဲ့ဖေဟေးဘာအကြောင်းကြောင့်များလဲကွအဲ့ဒီမှာတခုခုရှိလို့များလားဒါတော့တပည့်တော်လည်းမသိပါဘူးဖေဒါပေမဲ့ညဘက်လုံးဝမသွားဘူးလို့သိထားပါတယ်တပည့်တော်သွားတော့မယ်နော်ဖိုးတာကအတိပေးပြီးကြပြားကြရာနဲ့လှည့်ထွက်ကပြေးဆင်းသွားတယ်ဦးစင်းကလည်းလူငယ်လေးကိုမသိငါဖြစ်ကငေးကြည့်ပြီးအတွေးပေါင်းစုံနဲ့ကြံနေခဲ့ပါတော့တယ်။ညမှာတော့ဦးစင်းဟာအလင်းရောက်ရအောင်စပွဲပေါ်မှာဖျောင်းနိုင်ပြီးတတိုင်းထုံးလိုက်ပြီးတော့တမင်ခွေထိုင်ကကမ္မထမ်းတရားအားထုတ်နေခဲ့ပါတယ်။မောင်မဲနေတဲ့တခန်းလုံးမှာလည်းဖျောင်းနိုင်ပြီးအလင်းရောက်သာရှိပေမဲ့အခန်းတစ်ခန်းလုံးကိုလုံလောက်အောင်မြင်နေရပါတယ်။ဒီချိန်မှာတိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကိုရုတ်တရက်ခြောက်ခြားစရာကောင်းတဲ့အတန်တစ်ခုကဖြိုခွဲလိုက်တာကြောင့်ဦးစင်းတရားတော်ဆက်မထိုင်နိုင်တော့ပါဘူးအတန်ကဦးစင်းဘဝမှာတစ်ခါမှမကြားဘူးတဲ့အတန်ဖြစ်နေတဲ့အတွက်အတွေးထဲမှာစူးစမ်းလိုစိတ်တွေနဲ့ရှုပ်ရှက်ခံနေခဲ့ဟမ်ဒါဘာတန်လဲဘသူအတန်လဲဘယ်ကလာတဲ့အတန်ကြီးလဲဒီလောက်လူသူကင်းဝေးပြီးတော့ဒီလောက်အေဂျင့်နေနေရမှာဘယ်ကအတန်တွေကကြားနေရတာပါလေဦးစင်းတေချာနာထောင်ကြည့်လိုက်တဲ့အခါမိမတယောက်အော်ညီးနေတဲ့အတန်ဆိုတာသိလိုက်ရတယ်ဟာဒီအတန်ကမိမတယောက်အတန်ပဲဘာများဖြစ်တာလဲအတန်ကြီးကလည်း6သိပ်အကွဲပြီးတော့မျောလင်းချက်ကင်းမဲ့နေတယ်လို့ညင်းဆဲခံရတယ်လို့အော်ဟစ်နေတဲ့အတန်ကြီးလိုပဲဝေဒနာတွေအလူးလဲခံစားနေရပုံမှာပဲလားသွားကြည့်ခြင်းမေညနေရတကားလေးကအဲ့ဘက်ကိုမသွားရဘူးလို့တေချာတားမြစ်ထားတာပဲအဲ့ဒီနောက်တရားထိုင်မှုစူးစမ်းပေမဲ့အဲ့ဒီအတန်ကြီးကဦးစင်းရဲ့စိတ်အာရုံကိုနှောက်ယှက်တယ်လို့ဖြစ်နေပါတယ်ဦးစင်းလည်းဘလို့မှတရားဆက်ထိုင်လို့မရတော့တဲ့အတွက်အိတ်လိုက်တော့ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့သူဘလောက်ပဲအိတ်ဖို့စူးစမ်းအဲ့ဒီအော်ဒါကြီးကိုဇက်တိုက်ကြားနေရတာကြောင့်လုံးဝအိတ်တော့မပြောခဲ့ပါဘူးဒါအပြင်ဖိုးတာရဲ့တတိပေးစကားကိုလည်းကြားရောက်နေမိတယ်ငါလိုချင်တဲ့အေဂျင့်မှုကအခုတော့စိုးရင်ကြောက်ကြမှုတွေဖြစ်ပြောင်းလဲကုန်မှာပေါ့လားမျက်လုံးမိတ်လိုက်တိုင်းလေကြောင်းတော့ကဇရက်အိုကြီးကိုပဲမြင်အောင်လာတယ်အဲ့ဒီဇရက်အိုကြီးတွေကတခုခုကငါ့ကိုခေါ်နေတယ်လို့ပဲဒီတိုင်းသာဆက်နေနေရင်တော့ဖြစ်ချေဘူးဘာကြောင့်ဆိုတာသိရအောင်သွားကြည့်လိုက်တာကပိုကောင်းနေအဲဒီနောက်ဦးစင်းကဆက်သီးမခံနိုင်တော့ပဲဇရက်အိုကြီးစီကိုသွားဖို့ဆုံးဖြတ်လိုက်က
မိအိမ်ကိုယူလိုက်ပြီးကျောင်းဆောင်အပြင်ကိုထွက်လာပါတော့တယ်။ဒီစိတ်ကြီးနဲ့ငါဘလို့မှဆက်သီးမခံနိုင်တော့ဘူး။အဲ့ဒီအတန်ကတရေပဲဖြစ်ဖြစ်ဘလူးပဲဖြစ်ဖြစ်ငါမျက်ဝါးထက်ထင်မြင်တွေ့ဖို့လိုတယ်။ဒီလိုအော်နီယာချင်းအကြောင်းကိုငါတေချာပေါက်သိဖို့လိုတယ်။ဒါမှငါတက်နိုင်သလောက်ဖြည့်ရှင်းပေးနိုင်မှာ။ခြေလမ်းတိုင်းဟာအတန်ကြားရအမောင်တို့တွေကိုတိုးဝင်လာခဲ့တယ်။တစ်ဖက်မှာလည်းဘာထိတ်လန့်စရာမှမကြုံရပါစေနဲ့ပေါ့။အဲဒီနောက်ဦးစင်းလေးကျောင်းဆောင်တွေကိုဖြတ်ပြီးနောက်ဆုံးညနေကတွေ့ခဲ့တဲ့ဇရက်အိုကြီးရှေ့ကိုရောက်လာခဲ့ပါတယ်။မောင်မေးအုပ်ဆိုင်နေပြီးတော့အတန်နဲ့အနီးဆုံးနေရာကိုရောက်တော့ဦးစင်းလေးရက်လိုက်ပြီးတော့ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါတစုံတစ်ခုကိုမြင်လိုက်ရပြီးနှလုံးသွေးရမတက်လမ်းဖြန့်သွားတယ်။ဟာဒါကဘာကြီးလဲ။ဦးစင်းမြင်လိုက်ရတာကကြောက်စရာကောင်းပြီးဦးစင်းထက်3ပြန်လောက်မြင့်နေတဲ့မိန်းမတစ်ယောက်ရက်နေတာကိုပါ။အဲ့ဒီအမျိုးသမီးရဲ့သပင်တွေကညစ်ပေရှုပ်ထွေးနေပြီးတော့စမုတ်တန်တတရှည်လျားပိန်လီနေတဲ့လက်မောင်းတွေခြေတံတွေမျက်နှာမှာလည်းစိုးရင်ထိတ်လန့်ကြောက်ရွံ့မှုတွေပြည့်နေနေတယ်။အဲ့ဒီမိန်းကလေးကစတိုက်အော်ဟစ်ပြီးဦးစင်းရှိမှရက်နေတော့မှာပဲ။သူရဲ့နောက်မှာလည်းတင်ကန်းချုပ်ထားတဲ့တန်ကားတွေအမြောက်အများတန်းစီကရှိနေပါသေးတယ်။သူတို့ကတကယ်ပဲဦးစင်းတွေဟုတ်လားမဟုတ်လားတော့သိချာမသိတော့ပါ။ပြီးတော့ဘာလို့ဒီမိန်းကလေးနောက်မှာအသက်မိတ်နေတယ်လို့ရက်နေကြတာလဲ။ဒီအချိန်မှာပဲအော်ဟစ်နေတဲ့အမျိုးသမီးရဲ့မျက်နှာကချက်ချင်းပဲဦးစင်းစီကိုလှည့်လာခဲ့။ဒီတော့ဦးစင်းလည်းကြောက်လန့်သွားပြီးမိတို့ကိုပြစ်ချကကျောင်းဆောင်ကိုပြန်ပြေးလာပါတော့တယ်။တကယ်တော့ဦးစင်းပြေးလာခဲ့လိုက်တဲ့အတွက်အဲ့ဒီမိန်းကလေးလက်ထဲကနေလွတ်လာပြီလို့သူထင်ခဲ့ပေမဲ့တကယ်တော့သူမလွတ်ခဲ့ပါဘူး။သူတို့ကိုသူ့အောက်နောက်ထဲမှာထိတ်ယူလာလိုက်မိသလိုပါပဲ။သူအသက်ရှူလိုက်တဲ့ဝင်သက်ထွက်သက်တိုင်းမှာအဲ့ဒီပုံရိပ်တွေကပဲစိုးမိုးနေခဲ့တယ်။ဘယ်ဟာကအမှန်တရားဘယ်ဟာကအိမ်မက်ဆိုးဆိုတာမျိုးတော့မသိတော့ပါဘူး။အဲဒီညကတညလုံးနီးပါဦးစိန်အိတ်လို့မရခဲ့ပါဘူး။မနက်မိုးတောက်အာယုံတက်ချိန်ကိုရောက်လာတဲ့အခါဆရာတော်စီဦးဆုံးသွားပြီးတော့ညကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုရှောက်တင်လိုက်တယ်။အရှင်ဖျားတပည့်တော်ညကကျောင်းဆောင်အနောက်ဘက်မှာတပည့်တော်မြင်ခဲ့ရတာကလေဦးစင်းစကားမဆုံးခင်မှာပဲဆရာတော်ကလက်ထောင်ပြလိုက်ကဟန့်တားလိုက်တယ်။နောက်ဆုံးတော့ဦးစင်းလေးသိလိုက်ရပြီပဲ။ဒါဆိုရင်တော့ဒီနေရာနဲ့ပတ်သက်တဲ့အမှန်တရားကိုဦးစင်းကိုရှင်းပြဖို့အချိန်တန်ပြီ။တကယ်တော့ဒီဖြစ်ရအားလုံးဟာကြောက်စရာနဲ့စတင်ခဲ့တာမဟုတ်ပါဘူး။စတင်ခဲ့တာကရင်သက်ရှုမောပွေအလှတရားတွေချစ်ချင်းမြတ်တာတွေနဲ့စတင်ခဲ့တာပါ။ဒါပေမဲ့တဖြည်းဖြည်းအဲ့ဒီအရာတွေကအကြီးတန်းလာခဲ့တာပဲ။ပြီးတော့ဒီဇလန်တွေကမိုးမြင့်ဆိုတဲ့မိန်းကလေးတယောက်ကအဓိကပါဝင်ပတ်သက်နေတယ်။အဲ့ဒီမိန်းကလေးကဒီကျောင်းကကျောင်းနေဦးစင်းတစ်ပါးနဲ့တာမန်ထပ်ပုံကရင်းနှီးခင်မင်လာခဲ့တယ်။စာတိုတွေအပြန်လည်ပို့နေရကနေခန်းစားချက်တွေမြင့်တက်လာကြတယ်။စကလုံးတွေကနေပို့ပြီးရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာခဲ့တယ်။အစပိုင်းမှာတော့တဦးနဲ့တဦးချစ်ချင်းမြတ်တာနဲ့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီလိုမဟုတ်တော့ပါဘူး။ရဟန်းတစ်ပါးနဲ့လူမိန်းကလေးတို့ကြားမှာချမှတ်ထားတဲ့တိုင်းကမိုးမြင့်ဆိုတဲ့မိန်းကလေးရဲ့မြူဆွေမှုကြောင့်ပြိုကျသွားခဲ့တယ်။ဦးစင်းကိုကြည့်ရတာပင်ပန်းညောင်းညနေသလိုပဲနော်။မိုးနှိမ့်နေပြီရမလားယင်။မဖြစ်ပါဘူးတက္ကမရေဒါမသိတော့ပါဘူး။ပြန်มาတော့နော်။ဦးစင်းကလည်းတကယ်လည်းပြန်ခိုင်းချင်တာလည်းမဟုတ်ဘဲနဲ့ဘာလို့များအတင်းနေရတာလဲ။ဒီအချိန်လေးအထိအောင်ရောက်နေပြီပဲဟော။မိန်းကလေးဖြစ်ပြီးတော့ဒီလောက်ပြောနေရတာမိုးကိုလည်းအားနာပါအောင်လား။မိုးမှာတော့ရှင့်ပေါ်မြစ်တာတွေရှိလိုက်ရတာ။တကယ်ပဲမိုးကိုသဘောမကျလို့လားယင်။အဲ့ဒီလိုလည်းမဟုတ်ပါဘူးကိုကအိုးရှင်ဘာမှကိုရီဘာတွေလုံမနေပါနဲ့တော့အဲ့ဒီနောက်မိုးမြင့်ရဲ့မာယာတွေအောက်မှာဦးစေးတစ်ပိုင်းရဲ့သီလတတိုင်းပြိုကျသွားခဲ့တယ်သီလတတိုင်းပြိုကျတယ်ဆိုတာကတော့လိမ်ပိုင်းဆိုင်ရာကျင့်ဝတ်ချိုးဖောက်တယ်လို့ဆိုလိုတာပါပထမတော့အချစ်ကိုအကြောင်းပြပြီးတော့ဆွဲဆောင်မှုနဲ့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာကြောက်စရာကောင်းတဲ့တဏှာအဖြစ်အစားထိုးလာကြတယ်တဏှာအပေါ်လောဘရှိတာနဲ့အမျှအမားရီဟာဇက်တိုက်ဆိုသလိုဖြစ်လာခဲ့ဒါအပြင်မိုးမြင့်ဘက်ကလည်းဒီဆက်ဆံရေးအပေါ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အမျက်ထုတ်လာခဲ့တယ်။ကိုမိုးမှာငွေကြေးအခက်ခဲဖြစ်နေတယ်။အမေကလည်းနေမကောင်းလိုအပ်တဲ့ဆေးတွေဝယ်ဖို့မိုးမှာငွေမရှိဘူးဖြစ်နေလို့အဲ့ဒါလေ။အော်ဟုတ်လားဒီအတွက်ကြောင့်နေတော့စိတ်တော့ကမရောက်နေပါနဲ့မိုးရဲ့ကိုစီစဉ်ပေးပါမယ်။ကျေးဇူးပါရှင်။ဒါကြောင့်မိုးကကိုကိုချစ်နေရတာ။ကိုကမိုးဘွားတက်တော့အကောင်းဆုံးအကျဉ်းသားဆုံးပါပဲရှင်။ဒီလိုနဲ့တနေ့မှာတော့မိုးမြင့်ငွေကြေးအလူရမတ်ကြီးလာတဲ့အပေါ်မှာသူတို့နေ့စဉ်ရက်ဆက်အစင်မပြေမှုတွေနဲ့စကားများလာခဲ့ကြတယ်။ရှင်ကျမကဘာလို့ဒီလောက်ပဲပေးရလဲ။ကို့မှာဒီလောက်ပဲရှိလို့ပါကွာ။ကို့မှာတကယ်ကုန်သွားလို့ပါ။တကားတကမတွေလှူတဲ့ငွေတွေအကုန်လဲရသမျှကိုမင်းကိုပဲပေးနေတာပဲလေ။အိုးအပူရီပြောမနေနဲ့။ဒီလောက်ငွေလေးနဲ့ကျမကနေတူတော့ကဘာသွားတော့ရမှာလဲ။ရှင်ကဘာဖြစ်မှအောင်မရှိဘူး။အော်မင်းကအခုတော့ဒီလိုလား
ငါအမှားပါမင်းနဲ့ပတ်သက်မိတာကိုကငါအမှားပဲအမှားဟုတ်လားခုတော့ရှင်ကဒီလိုပြောပြီပေါ့ကျမနဲ့အတူတူအိတ်ချင်တိုင်းအိတ်ခင်တော့အောင်ဘာလို့အပြစ်လို့မပြောခဲ့တာလဲအခုပတ်စံလာတောင်းတော့ကြမှာအပြစ်တယ်လားငါဦးစင်းဆိုတာမင်းအစရရသိတယ်ငါမှဘလို့လုပ်ပြီးတော့ကိုပိုင်ဝင်ဝင်ရှိမှလဲဘယ်ရောက်ဝင်နဲ့မင်းတောင်းသမျှကိုပေးနိုင်ရမှာလဲငါ့ကိုထပ်ပြီးတော့မနှိပ်စက်ပါနဲ့တော့မင်းငါ့ကိုတကယ်မချစ်ဘူးငွေတစ်ခုလေးနဲ့ပတ်သက်ခဲ့ရဲဆိုတာငါသိတယ်သူတို့အချိန်တော်ကြာအချင်းများကြပြီးနောက်ဆုံးမိုးမြင့်လဲဘလို့မှပတ်စံတောင်းလို့မရတော့တဲ့အစုံဦးစင်းရဲ့အကြောင်းဆောင်တွေကနေဆောက်ဆောက်အောင်နဲ့ထွက်သွားပါတော့တယ်လောဘဟာတဖြည်းဖြည်းကြီးလာလေအရှက်တရားတော်လုံးဝမရှိတော့တဲ့အထိဖြစ်လာခဲ့အပြစ်တစ်ခုကျူးလွန်မိပြီဆိုတာနဲ့တခြားအပြစ်တွေကိုပါတစ်ခုပြီးတစ်ခုထပ်လုံးမိတတ်ကြတယ်ဒါကြောင့်မိုးမြင့်ဟာဦးစင်းတယောက်တည်းနဲ့မကျေနပ်တော့ပဲမြို့ရဲကိုသွားပြီးတော့ပိုကြီးတဲ့ဘုံကြီးကျောင်းတွေကသူ့ကိုကောင်းကောင်းထောက်ပံ့ပေးနိုင်မဲ့သားကောင်ထပ်ရှာလာပါတော့တယ်သူ့အုံနောက်ကလည်းတဖြည်းဖြည်းအမားအမှန်တော်မခွဲခြားတတော်လောက်အောင်အမားကိုအမှန်ထင်လာတယ်သူ့ရဲ့ငရွယ်နှုတ်ပြိုမှုလှပမှုတို့ကိုအသုံးချပြီးရဟန်းတွေကိုလိုက်ပြီးတော့သွေးဆောင်ဖျားယောင်းနေသူနဲ့ညှိစွန်းသွားပြီးသူ့ခွင်ထဲကိုရောက်လာပြီဆိုတာနဲ့အဲ့ဒီဦးစင်းတွေစီကငွေကိုရရင်ရသလောက်ချူတော့တယ်မရတော့တဲ့အခါပြဿနာရှာတယ်နောက်ထပ်သားကောင်အစ်စ်ကိုပြတ်မှတ်ထပ်ထားတော့တယ်ဒီနည်းနဲ့ပဲသူ့ရဲ့နေရက်တွေကိုအကြီးတန်းစွာဖျက်ဆီးနေခဲ့တယ်ဒီလိုလုပ်ရင်းနဲ့တစမတန်ရှင်းတဲ့ငွေတွေနဲ့ကားတော်ဝယ်စည်းနိုင်တဲ့အထိအသုံးဆောင်ကောင်းနေနဲ့တောက်ပြောင်လာခဲ့တယ်ဒီလိုနဲ့တနေ့မှာတော့သူမအမေကသူ့ဖုန်းကသူမရှုပ်ထားတဲ့ဇာတ်တွေကိုမြင်သွားကသူ့ကိုအယမ်းဒေါသထွက်သွားပါတော့တယ်တကယ်တော့သူ့အမေကသူ့လိုလူမျိုးမဟုတ်ပဲလက်ရှိဘဝကိုအရှိတိုင်းရောက်ရဲတင်းတိမ်ကအေးအေးဆေးဆေးနေထိုင်တတ်သူဖြစ်ပါတယ်မိုးမြင့်နေတာဘာတွေလုပ်ထားရလဲအမေမြင်တဲ့အတိုင်းပဲလေအမေရဲ့ဘာနေယူနေလားဘာလို့ဒီလိုလုပ်ရတာလဲဒါတန်ငါတော်ရီဟဲ့နင်တော့ကန့်ကြီးထိုက်တော်မှာပဲတန်ငါတော်ရီကိုနင်အခုလိုလုပ်တာဘလောက်အပြစ်ကြီးရဲဆိုတာနင်သိလားဘာအပြစ်လဲဘာအပြစ်တွေလာပြောနေရလဲအပြစ်ဖြစ်လဲငွေရတယ်လေငငပြပြနဲ့လူကောင်းထိုင်နှုံနေဖို့ထက်အပြစ်လုပ်ပြီးတော့ငွေရှာရတာပိုတော့ကောင်းသေးတယ်လိုချင်တာဝယ်လို့ရတယ်စားချင်တာစားလို့ရတယ်သုံးချင်တဲ့လောက်သုံးလို့ရတယ်သူတို့ကိုယ်တိုင်ကိုကလိုလိုလားလားပေးကြတာအမေတော်နေ့စဉ်စားတောင်းနေတာအဲ့ဒီငွေတွေနဲ့ပဲလေဘာကောင်မသူမအဲ့လိုပြောလိုက်တော့မိုးမြင့်ရဲ့အမေကမိုးမြင့်ကိုပါချလိုက်တယ်ငါနင့်ကိုအဲ့လိုတင်ထားလို့နင်ကဒီလိုတွေလုပ်နေရလားမင်းမရှုပ်နင်ကငါသမီးမဟုတ်ဘူးနင့်ကိုငါသမီးလို့ပြောရမှာငါအယမ်းရှက်တယ်အော်ရှက်လေအမေကိုယ်တိုင်ကသမီးကိုယုံညံ့နေလို့ပြောနေပြီဆိုတော့သမီးလည်းဒီမှာဘာအကြောင်းနဲ့မှထပ်နေစရာမလိုတော့ဘူးအိမ်မောကဆင်းမယ်ကို့ဘာသာငွေရှာပြီးတော့ကိုကြိုက်တာကိုသုံးမယ်ကိုကြိုက်တယ်လို့ကိုနေမယ်အမေလည်းအမေရဲ့အုံနောက်ထဲကနေရောအတိတွေကနေရောသမီးကိုထုတ်လိုက်တော့မိသားစုဆိုတဲ့အမျိုးရိုးကြီးမရှိတော့တဲ့အခါမိုးမြင့်တယောက်အကာအကွယ်မရှိသလိုလမ်းမပေါ်ပိုလို့တောင်ရောက်သွားခဲ့တယ်မကောင်းတဲ့အရာတွေအပေါ်မှာပိုလို့တောင်လှုပ်ဖြစ်လာတယ်ဒီလိုနဲ့တနေ့မှာတော့သူ့အကြောင်းကိုသိတဲ့သူတယောက်ကရဲကိုသတင်းပေးတိုင်ကြားလိုက်တယ်ဒါကြောင့်တရက်သူဟိုတယ်မှာအိတ်နေတော့ရဲတပ်ဖွဲ့ကသတင်းပေးတိုင်ကြားမှုအတွက်လာရောက်ဖမ်းဆီးခဲ့ပါတယ်ကျွန်တော်တို့တိုင်ကြားထားတဲ့အတွက်စစ်ဆေးဖို့ရဲစခန်းကိုလိုက်ခဲ့ပါပြီးတော့ဒီဖုန်းကိုလည်းစစ်ဆေးဖို့တပ်တေခံပစ္စည်းဖြစ်အခုကစပြီးတော့တင်ဆက်လိုက်ပါပြီအဲဒီနောက်ပိုင်းကစလို့ဆရာတော်လေးသူ့ကြောင့်ဘာမှအဆက်မသိရတော့ပါသူဘရောက်သွားတယ်ဘာဖြစ်တယ်စသဖြင့်ပေါ့တချို့ကတော့ရှစ်လို့ထပ်ပြေးသွားကြတယ်လို့ပြောကြတာပဲတချို့ကြတော့လေသူဖြန်ကြားခဲ့တဲ့သူတွေကမကျေနပ်လို့အခွင့်အရေးရတော့သူ့ကိုလက်စားချလိုက်တယ်တပ်ပစ်လိုက်တယ်လို့အမျိုးမျိုးပြောနေကြတာပဲအမှန်တကယ်အတိအကျတော့ဘယ်သူမှမသိကြပါဘူးဒီလိုနဲ့တညမှာဖုံဖုံတို့ကျောင်းဝင်းအနောက်ဘက်ကညင်ညူတန်လို့အော်ဟစ်တန်လို့စကြခဲ့ရတယ်အဲ့ဒီတန်ကအခုဦးစင်းကြားခဲ့ရတယ်လို့အဲ့ဒီနေ့ကစလို့အခုထိပဲတရမ်းမှမပြတ်ဘဲနဲ့အမြဲနေစဉ်ရက်ဆက်ညာတိုင်းလိုအမြဲအော်ဟစ်ညင်ညူနေတာအခုထပ်ထိကြားနေရတော့မယ်သူမရဲ့ဇလံကဒီမာရင်ပြီးသွားပေမဲ့ကျွန်တော်ရဲ့မေးဖြတ်လို့မရတဲ့အိမ်မက်ဆိုကတော့အဲ့ဒီနေ့ကစခဲ့အဲ့ဒီညင်ညူတန်တွေကအတိတ်ကအရာတွေမဟုတ်ပေအခုလက်ရှိပြစ္ဆုတ်ပံမှာဆက်ဖြစ်နေတဲ့အတန်တွေပဲမဟုတ်လားဒီချိန်မှာပဲကျောင်းမှာလိုအပ်တာတောက်တူမရအကုန်လုံးပေးတဲ့ဖိုးတာကသူ့ဖုန်းကိုကင်ပြီးတော့ပြေးလာကောင်ဆရာတော်ကိုအလောတကြီးအသိပေးလာတော့တယ်အရှင်ဖေတပည့်တော် Facebook မှာသတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်ဖေတပည့်တော်ကျောင်းမှာအရှင်တော့ကသတင်းသုံးခဲ့တဲ့ဦးစင်တစ်ပါးမနေ့ကပဲပြန်လွန်တော်မူသွားပြီတဲ့အော်ကန်တရားကအမြဲတမ်းအလုပ်လုပ်နေတာပါပဲလားဒီညမှာနောက်ထပ်တစ်စီးတစ်ကောင်တော့ထပ်တိုးလာအောင်မှာပေါ့ဘာလို့ပြောတာပါလဲဖေတပည့်တော်နားမလည်လို့ရှင်းပြပေးပါဦးဒီလိုကွဖုန်ကြီးဘွားတော်ကသူနဲ့ဆက်ဆံခဲ့ဘူးတဲ့သူတိုင်းပြန်လွန်သွားတဲ့အခါသူ့ရဲ့အနောက်မှာတစ်စီးတစ်ကောင်အဖြစ်ဘဝကူးသွားရတယ်အခုထိဆိုရင်14ကောင်ရှိနေခဲ့ပြီဒီညတစ်ကောင်ထပ်တိုးမယ်ဆိုရင်တော့15ကောင်ပေါ့
ဖုံဖုံတော့ဒီယာရီဘယ်တော့မှအဆုံးသတ်မလဲမသိတော့ပါဘူးဘယ်တော့မှသူတို့ရဲ့ဝိတ်ကြွေးတွေလည်းကုန်မယ်မသိပါဘူးအဲဒီနောက်ပိုင်းကစားလို့အရင်လိုဦးစင်းထွက်ပြေးဖို့မကြိုးစားတော့ပါဘူးတခြားဘယ်ကိုမှလည်းထွက်သွားဖို့လည်းမတွေးတော့ပါဘူးတခြားဘယ်ကိုသွားလဲဒီကြောက်စိတ်ကပျောက်မှာမဟုတ်ဘူးဆိုတာဦးစင်းသိတယ်ဒါကြောင့်ပဲဒီကြောက်စိတ်ကိုကရုဏာစိတ်အဖြစ်သာအစားထိုးလိုက်တယ်တပ်ပေတက်တာပဲပေါ့တရဝအားလုံးတို့ဟာလည်းဒုက္ခတွေများဖြစ်ကြသည်မဟုတ်ပါလားအလုံးစုံသောတရဝတို့ဒုက္ခဆင်းရဲမှကင်းလို့ကြပါစေလို့အမြဲမေတ္တာပို့နေမိတယ်ဦးစင်းသူတို့ကိုမောင်းထုတ်လို့မရဘူးအမျှပေးဝေလို့လည်းမရဘူးသူတို့ရဲ့အပြစ်ကိုဖြည့်လွတ်ပေးလို့လည်းမရဘူးဦးစင်းလုပ်ပေးနိုင်တာကဖုန်ကြီးတစ်ပါးအနေနဲ့ပေးစွမ်းနိုင်တဲ့ငြိမ်းချမ်းမှုကိုမေတ္တာပို့ပေးအောင်ပါပဲဒီမေတ္တာတရားကတနေ့မှလွတ်မြောက်မှုကိုရအောင်ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ရင်းနဲ့ညာတိုင်းသူတို့နဲ့အတူရှိနေပေးခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီမကြခင်မှာလည်းအခုထပ်ကောင်းတဲ့ဇလန်လေးတွေနဲ့တူတူပြန်လာခဲ့ဦးမှမိုးဆောင်မြောက်အားပေးကြပါအောင်နော်အခုလိုအားပေးနာဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်